ကျွန်တော်တို့ပေါ့နော် spin ဆက်တဲ့အခါမှာနော် graph နဲ့ spin အရေးအတွက်နဲ့ဘယ်လိုမျိုးကွာခြားလဲပေါ့လीနော် graph ဆိုတာကြတော့ spin နှုတ်လိုက်ရင်ပါလာတဲ့ spin အရေးအတွက်ကိုကျွန်တော် graph ကိုခေါ်တာပေါ့နော်အဲ့မှာ one graph မှာဆိုရင် spin ကတစ်ပင်ပါမယ်နှစ်ပင်ပါမယ်သုံးပင်ပါမယ်လေးပင်ပါမယ်ငါးပင်ပါမယ်ငါးပင်ကတော့အများဆုံးပေါ့လीနော်အဲ့လိုမျိုးကြီးတွက်တာပါခင်ဗျာ one graph ဆိုရင်တော့လွယ်ပြောရင်နှစ်ပင်လုံးနဲ့ကျွန်တော်တို့တွက်ပါတယ်ခင်ဗျာအဲ့လိုဆိုတော့ one graph ဆိုနှစ်ပင်two graph ဆိုလေးပင်ပေါ့နော်အဲ့အကျမ်းမြေပါခင်ဗျာကျွန်တော်တို့ဒီကိုဆိုရင်တော့ကျွန်တော်တို့graph 3300စိုက်ထားပြီးဖြစ်ပါတယ်ခင်ဗျာအပင်အရေးအတွက်နဲ့ဆိုရင်တော့ပင်အရေးအတွက်နဲ့ဆိုရင်တော့6600ဝန်းကျင်ပေါ့လေနော်ဒီကိုဆိုရင်တော့အဆင်ပြေတယ်ဗျာကျွန်တော်တို့ spin ကိုရသလောက်နှုတ်လိုက်တယ်stream မှာကျွန်တော်တို့လိုအပ်လောက်ပြန်ဖြည့်လိုက်တယ်ပေါ့နော်ဒီအနေထားဆိုရင် graph 3300အပင်9000ပါခင်ဗျာကျွန်တော်တို့ spin မရှိဘူးဆိုရင်တော့မှုညစ်မို့တဲ့အားနည်းနေပြီဆိုရင်တော့ spin size ကုသမှုကအရင်ကောင်းတဲ့ကုသမှုတစ်ခုဖြစ်ပါတယ်ခင်ဗျာကြာချင်းကလည်း3နိုင်4နိုင်ဝန်းကျင်အဲ့လောက်ပဲကြာပါတယ်ခင်ဗျာအဲ့ဒါကြောင့်မို့ spin မရှိလဲစစ်မြစ်ပါတယ်ခင်ဗျာ spin size ကုသမှုကိုခံယူလို့လိုက်ရပါတယ်ခင်ဗျာ